ဖြစ်ပါတယ် hello 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 ဒါမှမဟုတ်ထားပါဒီဟန်ဆောင်မလည်းအရင်ဆောင်ဆန်တော့မှဆိုရင်ဝိုင်းရတကယ်ချင်းညရန်ယုံတာပါယုံလို့ကိုဗီနာမှာတခြားတူတွေမဟုတ်သူတို့တွေပဲရှိတာအဲ့ဒါပဲရဟာ နောက်နေ့မှပဲ live လုပ်ပြီးတော့ပြောပြပါမယ်ခုကတော့ဗီဒီယိုပဲရိုက်ထားတာရှိရိုက်ထားတာပေါ့နော်ဒီတော့မျက်နှာအကြည့်အခုတော့မျက်နှာကနေလာဘာလို့လဲဟွာဘယ်လိုပြောမလဲကိုချစ်တဲ့သူတွေပဲပို့ပေါ်လာတာတော့မတူအခုလေးဒီမှာတော်တော်လေးထက်လာဒီထိတ်နားမှာတက်လာတယ်ပြီးရင်ဒီနားမှာတခုပြီးရင်ဒီနားလေးမှာနေရတာတော့မတူဘူးဒီနားလေးမှာရုပ်ကချောနေတာကြည့်မလားရှေ့ရောက်သွားကပူရဝင်ဝင်သွားအဲ့တော့မှတခုရှိတယ်အာပြီးကြတယ်ဒီမှာဒီနားလေးမှာအဲ့လိုရှိပါတယ်ဒါပေမဲ့အဲ့ဒါရှိပြီးမဲ့လေရုပ်ကမစိုးတော့ဘူးပေါ့နော် original ရုပ်ကတော့ချောနေတော့မှပဲချောနေစဲပဲโอเคပိတ်လိုက်ပါပြီเนาะနောက်တစ်ခေါက်ကြမှာပဲထည့်ပြီးကြနောက်တစ်ခေါက်ကြရင်1000တိုးလိုက်မယ်1000အဲ့ဒါဟို live အမီကိုလည်းလာခဲ့ကြနော်ခုနကတော့ဘယ်လိုလဲတကယ်တမ်းကရှိတော့ဒီက live မလုပ်ဘူးလို့စဉ်းစားထားတာပေါ့နော်အဲ့မလို့ပဲဗီဒီယိုပဲရိုက်မယ်ဆိုမှလုပ်ထားအဲ့ကြောင့်ရှေ့မှာဗီဒီယိုပဲရိုက်တာလို့ပြောခဲ့တာရှင်းနေတော့လည်းဆက်ဆက်မမိလို့တွေဘာလို့ပြောမှဆိုလို့လုံနေနေဒီဖုန်းကအကောင်းစားဆိုတော့လေဗီဒီယိုရိုက်နေတဲ့တခါလေး live ကို join လို့ရအဲ့ဒါဒီအကြောင်းကိုပါဖုန်းကဘယ်လိုပြောမှလဲအရာပိုင်ရှင်ပြပေးလိုက်တယ်တကယ်ဘယ်လိုပြောမှလဲတို့တွေကလေထုတ်တာအကန့်အသတ်နဲ့ထုတ်တာတော့မှပြောမှလည်းဒါမင်းနဲ့တိကျလာတာပေါ့နော်နိုင်ငံခြားနေပြီးတော့မှဟာဒီမှာအမေရိုက်တာလေအရန်တဘောကြားလို့ဆိုပြီး
မတကယ်ကြီးရပုံကအာဆိုတော့ကျွန်မဖုန်းလို့ဒီနေ့ကြောင်မှာဆိုလို့ကျွန်မဖုန်းအသေးဝယ်ပြီးချင်းဝယ်ပြီးလို့ရပါတယ်